အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကပ်လို့ပေါ့နော်ဘယ်လိုသုံးရမလဲဆိုတာဒီခါမယ်ပေါ့နော်ဒီလည်းလေးကိုမြောက်ကြည့်ပါတယ်ကျွန်တော်လည်းဒီလိုက်လို့ကြည့်ရအောင်နော်ဒီတော့ကပ်ကိုဟုတ်လားနော်ကပ်ကတော့တော်တော်များများသုံးတတ်ပါတယ်notification online နဲ့ရှင်းပြပြီးကျွန်တော် create ပြောကြည့်တယ်နဲ့အခုလုပ်ပြမှာတော့ဗီဒီယိုမဟုတ်ဘူးနော်ဒီမှာ video version နဲ့သုံးပြီးတော့ဒီမှာ export ထုတ်ပြမှာနော်ဒီ info အနေနဲ့ကျွန်တော်လုပ်ချင်တဲ့ပုံပေါ့ဒီမှာကျွန်တော်ပုံလေးနဲ့အရင်တော့လုပ်ပြမယ်နော်အရင်တော့ဒါနဲ့ဆွဲထည့်လိုက်ပေါ့နော်ဆွဲထည့်လိုက်နဲ့ပြီး radio 1ကိုကဘလောက် radio လဲ1ချိုး1လားပေါ့နော်ဟို16ချိုးလားဒီမှာလိုချင်တဲ့အချိုးယူလိုက်ပေါ့နော်ဒီမှာ1ချိုး1နဲ့တွားလိုက်မယ်ပြီးသွားရင်ကျွန်တော်ဒီမှာသုံးပြမှာ transition ပေါ့ transition နဲ့ရင်ထည့်ကြည့်မယ်ဒီမှာစိန်တုံးပါတဲ့ဟာတွေပေါ့နော်စိန်တုံးပါတဲ့ဟာတွေကိုကျွန်တော်ရွေးသုံးလိုက်မှာပေါ့ downline နဲ့ပြီးထည့်ကြည့်မယ်ပေါ့နော် open နေမယ်ပြီးအဖတ်တွေသုံးကြည့်မယ်သုံးကြည့်မယ်ပေါ့နော်ဒါလေးကျွန်တော်တို့အဖတ်တွေထည့်ကြည့်မယ်စိတ်လုံးပါရတာတိုက်ထည့်ချလိုက်မယ်ကျွန်တော်ထည့်ထားပြီအခုနေ export ထုတ်ကြည့်ပေါ့နော် export ထုတ်မယ်ထုတ်လို့မရဘူးပေါ့နော်One Pro ဆိုပြီးပြရတယ်ပေါ့ဒါမျိုးကျွန်တော် Pro တွေသုံးကျင်တယ်ပေါ့နော်ဘယ်လိုမျိုးသုံးရမလဲပေါ့ဒါလေးကိုမလုပ်ခင်အရင်ဆုံးဒီကောင်လေးပြန်ဖြတ်လိုက်မှာနော်ဒါကတော့လုပ်လို့မရတဲ့အကြောင်းလေးကိုရှင်းပြတာပေါ့နော်ဟိုCapCut ဆိုတော့လည်းတခါလေးပိတ်ချလိုက်ပါနော်အရင်ဆုံးဒီမှာပေါ့နော်ဒီနေရာလေးပေါ့နော် CapCut ဒီနာ setting ပုံစံလေးတစ်ချက်နေမယ်ဒီ setting နဲ့ဆက်ပြန်သွားပါတော့ setting နဲ့သွားပြီးရင်ဒီမှာ save to မှာပေါ့နော် save to မှာသိမ့်မှတ်နေရာကြီးပေါ့နော်ဒီမှာကျွန်တော်သိမ့်မှတ်နေဒီရက်မသိနေရာပြောင်းသိမ့်နေမှာနော်ပြန်ပြောပြရအောင်နော်ကိုယ်သိမ့်မှာ C တော့မသိမ့်နဲ့ပေါ့နော်ဒီနဲ့ E ရဲ့ကြိုက်တဲ့တနေရာမှာသိမ့်မှာE ထဲမှာကျွန်တော်ပြန်ပြောင်းသိမ့်မယ် Flora တစ်ခုဆောက်လိုက်မယ် right click new Flora ဒီမှာတော့ကျွန်တော်ကပ်လို့ပဲပြလိုက်မှာနော်ဒီမှာကြောင်းနေ ကပ်ဒီ channel တိုင်းနဲ့ပြီး select လို့ရပါတော့ဒီညာရဲ့ရေးကြည့်ပြီး save နေချလိုက်ပါတော့ okay ပြီးတော့ရင်ကျွန်တော်တို့ create project ပါဒီခုနပုံလေးကျွန်တော်ပြန်ထည့်မှာပါနော်ပြီးတော့ရင်ပမာခုနပုံလေးကျွန်တော်ပြန်ထည့်လိုက်မယ်ပြန်ထည့်မယ်ပြီးထည့်မယ်ထည့်လိုက်မယ်နှစ်ပုံဖြစ်သွားတယ်ပြီးကျွန်တော် video ကိုဒီက video နည်းနည်းပြောင်းကြည့်မှာနော်16ချိုးကိုပေါ့နော်ပုံနဲ့မဆိုင် screen နည်းနည်းချက်လိုက်ဒီနည်းနည်းလေးချက်လိုက်ဗီဒီယိုလေးပါထည့်လိုက်မှာနော်ဗီဒီယိုလေးနည်းနည်းထည့်ကြည့်နေဒီကဗီဒီယိုလေးထည့်နော်ဗီဒီယိုလေးပါထည့်ပြတင်တာလဲဆိုတော့ဒီမှာသူက auto translate ပါလို့အဲ့ဒါလေးပါပြတင်တာနော် provision ပါနော်ခုနကကျွန်တော်ထည့်မယ်ဆိုတော့ transition တွေဒါစိန်တော့ပါတဲ့ transition ပဲကျွန်တော်ပြန်ပြီးသုံးလိုက်မယ်ပေါင်းလိုက်မယ်ဆက်တဲ့စိန်တော့လေးပါတာလေးကိုကျွန်တော်ရေးပြီးတော့ထည့်လိုက်မယ်နော်ထည့်လိုက်မယ်ပြီးအဖတ်တန်းနည်းနည်းသုံးပြလိုက်မယ်နော်အဖတ်တွေလည်းသုံးလိုက်မယ်ဆွဲထည့်လိုက်မယ်အဖတ်ကိုကျွန်တော်ဒီလေးပါတင်တယ်ပြီးသွားရင်ဒီမှာပေါ့နော်ဒီကောင်လည်းအခုကျွန်တော်ကျွန်တော် auto translate တန်ထည့်နေတာပေါ့နော်ပြီးရင်ကျွန်တော် caption နဲ့တွားလိုက်ပါနော်ဘယ်ကတော့လဲဒီမှာ text ထဲတွားလိုက်ရပါတယ်နော် caption နဲ့တွားပြီးတော့ဒီမှာlanguage မှာပေါ့နော်ကျွန်တော်ဗာရေးမလဲဘာမိယူလိုက်ပါနော်ဘာမိယူပြီးသွားရင်ကျွန်တော်ဗာလဲ channel ကိုနှိပ်ချလိုက်ပါနော် channel ကိုနှိပ်ချလိုက်မယ်ဒီမှာကမရအောင်ဖြစ်နေနော်မရအောင်ဆိုတော့အတန်နဲ့ recording ဖမ်းတာထည့်ကြည့်မယ်နော်ဒီမှာမရအောင်ဆိုရင်ခုနပြန်စမ်းကြည့်မယ် info ကျွန်တော်တခုခုနဲ့ recording ဖမ်းထားတဲ့ဟာလည်းပဲတခုထည့်လိုက်မှာနော်ဒီမှာကျွန်တော်အတန်ပါတဲ့နေရာတော့ပဲဖြည့်ပြီးမှဆိုတော့ဒါလေးကျွန်တော်မြေခွန်းနည်းနည်းဖြည့်လိုက်မယ်ဒါလေးကျွန်တော်မျိုးချင်းပြန်ဖြတ်ထုတ်လိုက်
Okay ကျွန်တော်ဒီကောင် translate ပြန်လုပ်ကြည့်မှာပေါ့နော် generate ဒီမှာစာမှန်လားမမှန်လားလဲကျွန်တော်တစ်ချက်သိကျင်တယ်ပေါ့နော်ဒါလေးကိုစမ်းပြကျင်လို့ပေါ့နော်Okay ဒီမှာစာသားတွေထူရတာပေါ့နော်ဒီမှာကြည့်ဒီမှာကျွန်တော်69နဲ့ပြကြည့်မယ်နော်69နဲ့ကျွန်တော်ပြန်ပြကြည့်မယ်69အဲ့ဒါကျွန်တော်ဒီမှာကလောက်ရတယ်လောက်ရပါတော့ဒီမှာကျွန်တော်ဒီကောင်ကျွန်တော်ဆက်လက်မှတ်လိုက်ပြီးတော့ဖောင်းလေးတစ်ခါလေးတပိတ်လေးပြောင်းလိုက်ပါနော်ဖောင်းလေး test တွေစလုံးလေးကစားလိုက်မယ်ဒီမှာကျွန်တော်ဖောင်းလေးနဲ့ကြည့်ကြလိုက်နည်းနည်းလေးကြည့်မယ်စလုံးလေးစလုံးပေါင်းတော့အကုန်လုံးမှန်ဖို့နည်းနည်းပေါ်မှားတာတော့ရှိရနော်ဒါလေးကျွန်တော်ကြည့်ပြီးမယ်စလုံးလေးဒါဆိုရင်ကျွန်တော်ဒါတို့အကုန်လုံး pro version နဲ့သုံးပြီး export ထုတ်ကြည့်မယ်မရဘူးပေါ့နော်ကျွန်တော်ဒီမှာ auto caption တွေရောသုံးထားတယ် translate တွေရောသုံးထားတယ်ပေါ့နော်မရဘူးပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒါကိုဘယ်လိုမျိုးလုပ်ရမလဲဆိုဒီနေရာလေးတစ်ချက်ကြည့်တာပေါ့ဒီနေရာလေးနည်းနည်းအရေးကြီးနော်အားလုံးကိုကျွန်တော်ဆက်လက်မှတ်လိုက်ပေါ့နော်ဆက်လက်မှတ်လိုက်ပေါ့နော်ဆက်လက်မှတ်ပြီးသွားရင်ဒီပုံမှာ right click ထောက်လိုက်ပေါ့နော် right click ထောက်ပြီးတော့အဲ့နေရာနည်းနည်းရေးကြည့်ရနော် right click ထောက်ပြီးဒီမှာ create compound click ကိုရေးပေးရမှာနော် order G နဲ့နေလေးရပါတယ်နော် order G ကိုနေတယ်နေပြီးသွားရင်ပြီးသွားရင်ဒီပုံမှာပဲ right click ထောက်ပါနော် right click ထောက်ပြီးမှpre process compound click ဆိုတာတစ်ချက်ပြန်နေပြီပေါ့နော်ဒီကောင်လေးရေးကြည့်ရပါတော့ pre process compound click ချက်လိုက်အဲ့ဒီမှာ100ပြည့်အောင်ဆောက်ပါနော်100ပြည့်အောင်ဆောက်ပြီပေါ့နော်100ပြည့်သွားရင်ကြာပါပြီ100ပြည့်အောင်တော့ကျွန်တော်ဆောက်ပေးရမယ်ဒီမှာโอเค100ပြည့်သွားပြီပေါ့နော်100ပြည့်သွားရင်ကျွန်တော်တို့ဒီမှာဒီကောင်လေးပေါ့နော်100ပြည့်သွားရင်ကျွန်တော်တို့ဒီမှာဘယ်တော့မှတက်ပြန်ရှာမှာပြန်ထည့်ပါနော် media လေးတော့ input ပေါ့နော် input ခုနကျွန်တော်ပေးရခဲ့တာEA ကဘယ်မှာ CapCut လို့ပေးရခဲ့ပါCapCut ကျွန်တော်ပြန်ရှာမယ် CapCut custom မှာရှာမယ် channel ဒီမှာရှာမယ် resource file မှာရှာမယ်နော်ဒီ file မှာ resource file မှာနေတယ်ပြီးရင် command channel တစ် channel တဲ့ဒီပုံပေါ့နော်ပထမဆုံးအောင်ပါနော်ဒီကောင်ထည့်ကြည့်မယ်ကျွန်တော်ဒီကောင်ဒီစီကောင်ကျွန်တော်ခဏဖြတ်ထားလိုက်မယ်ပေါ့ delete ဒီလိုက်ပြီးကျွန်တော် export ပြန်ထုတ်ကြည့်မယ်ပေါ့နော် export ထုတ်မယ်ရတယ်ပေါ့နော်ကျွန်တော်ပမာသိမ်းမှာဒီမှာသိမ်းမဲ့နေရာရေး desktop မှာသိမ်းနိုင်မယ်နော်ပြီးရင်ကျွန်တော်တို့ဘယ်လောက် resolution ထားချင်တာလဲ 2K ထားချင်တာ 4K ထားချင်တာဒီမှာလည်းကျွန်တော်မြန်အောင်ကျွန်တော် HP နဲ့ပဲထားရမယ်နော်ပြီးရင်နာမည်ပေးပေါ့နော်ကျွန်တော်ဒီမှာ pro လို့ပဲပြလိုက်မယ်နော်ပြီးရင်ကျွန်တော် export ချက်ထုတ်ကြည့်မယ်ရပါ export ထုတ်လို့လည်းစမ်းကြည့်ပါလို့ကြည့်ပါနော်ဒီမှာ pro version ဝင်ရမှာဆိုတော့မလွယ်ပါဘူးနော်ဝါတာမှလည်းမပါဘူးပေါ့နော်โอเคရပြီဆိုရင်ဒီကောင်ကျွန်တော်နောက်ပြန်ခေါ်ပါနော်နောက်ပြန်ခေါ်လိုက်ပေါ့နော်နောက်ပြန်ခေါ်ပါဘာလို့လဲဆိုတော့ကိုကဒီ project ကမပြီးသေးဘူးဆိုရင်မနေ့ကဆက်လုပ်အောင်ဆိုရင်ဒါလေးကိုနောက်ပြန်ခေါ်တာပေါ့နော်ဒီတိုင်းလေးပြန်ခေါ်တာပြီးကျွန်တော်ချက်စစ်ကပ်ပိတ်ပြီးတော့ပြန်ထွက်လိုက်ပေါ့နော်ဒါဆိုရင်ဒီမှာကျွန်တော်ခုနexport ထုတ်လိုက်ပြီးဒီ file ကိုတစ်ချက်ကြည့်ကြည့်ပါနော်ကျွန်တော်ကြည့်လိုက်မယ်ဟုတ်လားစာသားလေးတွေထိုးပြီးသွားတယ်ပေါ့နော်လုပ်ကြည့်ပါအားလုံးအဆင်ပြေကြပါစေ